ဟေးဝီရနဲ့ဆိုဗီယက်သဇင်ရဲ့မင်္ဂလာပွဲကိုဖိတ်ကြားခြင်းမခံရတဲ့အနုပညာရှင်၄ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုထဲမှာတော့ဟေးဝီရနဲ့ဆိုဗီယက်သဇင်တို့ရဲ့မင်္ဂလာပွဲကိုအကြောင်းမျိုးမျိုးကြောင့်ဖိတ်ကြားခြင်းမခံရမတက်ရောက်လာတဲ့အနုပညာရှင်၄ယောက်ကိုတင်ဆက်ပေးမှာပါအားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ဆိုဗီယက်သဇင်နဲ့ဟေးဝီရန်တို့ရဲ့မင်္ဂလာဆောင်ကိုတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာပဲပြုလုပ်ခဲ့ပါတယ်။အနုပညာလောကမှာနာမည်ကြီးအနုပညာရှင်မင်းသားနဲ့မင်းသမီး2ယောက်ရဲ့မင်္ဂလာပွဲကပြည်တီဦးနဲ့အင်ဒရာကျော်စင်ရွှေထူးနဲ့ရွှေမွန်ရတီပြီးရဲ့နောက်မကျင်းပတာကြပြီဖြစ်တဲ့မင်္ဂလာပွဲဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကြားထဲမှာဟေးဝီရန်နဲ့ဆိုဗီယက်သဇင်တို့ရဲ့မင်္ဂလာပွဲကိုလူတွေကစိတ်ဝင်တစားနဲ့စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ဟေးဝီရန်နဲ့ဆိုဗီယက်သဇင်ရဲ့မင်္ဂလာပွဲကတော့တော်တော်လေးကိုခမ်းနားခဲ့တယ်လို့နာမည်ကြီးတိတ်ကျအနုပညာရှင်တွေလည်းတက်ရောက်ခဲ့တာပါဆိုဗီယက်သဇင်နဲ့ဟေးဝီရန်တို့ရဲ့မင်္ဂလာပွဲမှာနာမည်ကြီးထိပ်တန်းတရုတ်ဆောင်မင်းသမီးဝင်းမွန်ရွှေနဲ့ခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်ဖွေးဖွေးထထမို့ဦးဤချောပုံနဲ့ဒါအပြင်